မရှိမှာမနေ့ကရောက်ထားတဲ့ပစ္စည်းအကျန်းလေးပြပြပါမယ်ရှင်ဒီဘက်ကတော့စင်ရုပ်လေးတွေပါသူကကြတော့မတို့3လက်မကနေ6လက်မထိရှိပါတယ်ဒီဟာလေးကတော့အသေးစိတ်အမရိုက်ပြပြပါဘောနော်မတို့အနုစိတ်သေးရှာတကယ်စင်နဲ့တူအောင်လို့ထုပေးထားပါတယ်ရှင်ဒီဟာလေးကိုအကျန်းလေးဝယ်လို့ရတယ်လို့စေးတင်ပြီးသားအချောလေးမရောင်းပေးရနော်အဲ့တော့ဒါလေးတွေကမရှိမှာဈေးလဲတအားမများဘူးကွာဒီ6လက်မမှာ2000စွန်းစွန်းလောက်ပဲရှိတယ်အဲ့တော့ဒါလေးလည်းဝယ်လို့ရပါတယ်ပြီးရင်ဒီဘက်မှာဆိုလို့ရှိရင်မျက်ရည်နှိပ်အားကြတော့ဖုန်းကွန်ပျူတာအကြည့်များတဲ့သူတွေပြီးတော့စက်ကြောတက်တဲ့လူတွေအသုံးများတယ်ပေါ့နော်ဒါလေးဆိုထောက်ကနန်းလောက်ပဲရှိရကွာအဲ့တော့ဒါတွေပြန်ရောင်းတဲ့လူတွေပဲဖြစ်ဖြစ်ကိုယ်တိုင်သုံးမှာပဲဖြစ်ဖြစ်ကျန်းမာရေးအတွက်မရှိလိုအပ်တဲ့ပစ္စည်းတွေပါနော်အဲ့တော့ဒါလေးရှိမယ်ပြီးရင်ဟိုဘက်မှာလည်းရှိပါသေးရဲ့ရှင်အဲ့ဆိုလို့ရှိရင်ဖျားတောက်တော်ကြီးခွက်ပေါ့နော်သူကတပိတ်လဲပါမယ်ကွာတပိတ်ကတော့ဟိုဘက်အထုပ်ထဲမှာဆိုမှမပြတော့ဘူးเนาะအဲ့လိုမျိုးတစ်ဆက်လိုက်လာတယ်ပြီးဒီဘက်မှာဆိုအမှုတ်ဦးအကျန်းတယ်လေးတွေဒါလေးဆိုလို့ရှိရင်မမအခုတလော်လေးအများကြီးရောက်တယ်ကွာဇက်တိုင်ကိုရောက်တာအဲ့တော့အမှုတ်ဦးလေးတွေကလည်း8000ပဲရှိတယ်အိုးကြီးပဲဦးเนาะဇုံးကပါဟိုက8800အဲ့ဒါလေးလည်းလူတလောက်ရပါမယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်